နေပူရှိန်ကပြင်းပြနေသည်ဖုံထူသောမြေလမ်းအတိုင်းအသက်60ကျော်ဒေါ်ခွာအေးတယောက်တည်းပင်ပင်ပန်းပန်းလျှောက်လာသည်သူမ၏ပကုံးပေါ်တွင်ဟင်းရွက်တောင်းနှင့်အလုတ်သုံးပစ္စည်းများပါသောချင်းတောင်းကိုလေးလံစွာထမ်းထားရသည်နဖူးမှချွေးများကိုလက်ဖြံဖြင့်တုပ်ရင်းအမောတကောအသက်ရှူနေသည်ဒေါ်ခွာအေးခတ်တိုးတိုးရေယိုရင်းနေကလည်းပူလိုက်တာဒီနေ့ဟင်းရွက်ရောင်းရတဲ့ပတ်စံလေးနဲ့တော့ငါသားတွေစားချင်တာလေးတွေဝယ်နိုင်ပြီသူမသည်မောပန်းနေတော်လဲသားတွေအတွက်ဝဲလာသောမုတ်ထုတ်လေးကိုကြည့်ပြီးပြုံးလိုက်သည်အိမ်ရှိတွင်အမိုက်များပွားနေသည်အိမ်ထဲတွင်သား3ယောက်စလုံးရှိနေကြတော်လဲမိသူများအိမ်မှုကိစ္စမလုပ်ကြသားကြီးဖြစ်သူအောင်ကြီးအိမ်တိုင်ကိုမိပြီးဖဲထုတ်ကိုတယောက်တည်းလှန်ကြည့်နေသည်မျက်နှာကဒေါသထွက်နေပုံရသည်သားလက်ဖြစ်သူဖိုးထူးအိမ်ရှိကုဖြစ်ပေါ်တွင်အရက်နာကျပြီးပက်လက်လန်အိမ်နေသည်သားငယ်ဖြစ်သူကြော်စွာမှန်အကွဲလေးတစ်ခုရှိတွင်တနခါလိမ့်သပင်ဖီးရင်းအပြင်သွားရန်ပြင်ဆင်နေသည်ဒေါ်ဖွားအေးအိမ်ထဲသို့ဝင်လာသည်ချင်းတောင်းကိုချလိုက်တန်ကြောင့်အောင်ကြီးကလှည့်ကြည့်သည်အမေပြန်လာပြီလားဒီနေ့ဘယ်လောက်ရလဲကျွန်တော်ကိုပတ်စံနည်းနည်းပေးဦးဟိုဘက်ဝိုင်းကကောင်းတွေကိုပြန်နိုင်ရအောင်မယ်တားကြီးရဲ့အမေမောလာပြီအမေကိုရေတောက်ဦးမတိုက်ကြဘူးလားရော့ဒါကသားတို့အတွက်ဝယ်လာတဲ့မုံအောင်ကြီးကမုတ်ထုတ်ကိုဆွဲလူပြီးဖွင့်ကြည့်သည်မုံကအရေးမကြီးဘူးအမေရဲ့ပတ်စံပဲပေးကျော်စွာကမှန်ရှိမှလှည့်ကြည့်ရင်အမေကျွန်တော်အင်ကြီးဖြူကဘာလို့မလျှော်ရသေးတာလဲဒီညတငယ်ချင်းတွေနဲ့ပွဲသွားရမှာအမေကတော့အမြဲတမ်းပြင်းတာပဲတားငယ်ရဲ့အမေမနဲ့အစောကြီးကလေးကတော်ရဲသွားရတာလေအခုပြန်ရောက်ပြီဆိုတော့အမေလျှော်ပေးပါမယ်ဖိုးထူးသည်အိယာကနိုးလာပြီးထအော်သည်နားကြီးတယ်ဗျာအမေပြန်လာရင်လဲငြိမ်ငြိမ်နေပါလားထမင်းရောကြက်ပြီလားဗိုက်စာလာပြီဒေါ်ဖွားအေးတက်ပြင်းကိုအသာချလိုက်သည်သူမ၏ခြေထောက်တွေကညောင်းညနေတော့လဲမိဖို့ချောင်းထဲသို့ဝင်ကထမင်းအိုးတီရန်ပြင်ဆင်သည်ဒေါ်ဖွားအေး၏တုံရီနေသောလက်များကဆန်ကိုဆေးနေသည်သူမ၏မျက်လုံးထဲတွင်မျက်ရည်စလေးများဝဲနေတော့လဲသားတွေမြင်မဆိုး၍ခေါင်းငုံထားသည်အိမ်ရှိတွင်တော့သား3ယောက်စလုံးကတယောက်တစ်မျိုးအချင်းချင်းရန်ဖြစ်ငင်းခုန်နေကြသည့်အတန်များဆူညံနေသည်